မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့အပမင်းငါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အခုဂျွန်လာတလာတာအတွက်စနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တလာတာအယူတော်မင်္ဂလာဟောစမ်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဂျွန်လာတလာတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာကိုယ်လုပ်ငန်းဆောင်တာတွေကျွန်တော်တို့အစာပြောရတတ်ပြီးကျွန်တော်တို့အကျိုးဖြစ်ထွန်းမဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်လုပ်ငန်းစည်းဝါးတွေကျွန်တော်ဂျိတ်ဆက်တွေရောက်လာတတ်တယ်လုပ်ငန်းစည်းဝါးတွေကျွန်တော်တို့လုပ်ဖြစ်တတ်တယ်အဲ့တော့အလုပ်တွေအစာပြောရတတ်တယ်အဲ့အစာပြောတဲ့အလုပ်တွေလုံးမဲ့အလုပ်တွေကလည်းကျွန်တော်တို့အကျိုးဖြစ်ထွန်းမဲ့တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာအတွင်းမှာဒီဂျွန်လာတလားတာအတွင်းမှာစနေနေ့ဝေးဖွားသူတွေဟာကျွန်တော်တို့မမျှော်လင့်တဲ့သူစီကနေကျွန်တော်တို့အကူအညီတွေရရှိတတ်တယ်ကိုမမျှော်လင့်ထားတဲ့လူအဲ့ဒီမျိုးစီကနေကျွန်တော်အကူအညီတွေရရှိတတ်တယ်အဲ့တော့ဒီတလားတာအတွင်းမှာပဲစနေနေ့ဝေးဖွားသူတွေဟာကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလုပ်ချင်တဲ့ကိစ္စတွေကိုလုပ်ချင်တဲ့အာဒီတာတွေကျွန်တော်တို့လုပ်ဖြစ်မဲ့ကျွန်တော်တို့ဖြစ်မဲ့တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာအတွင်းမှာပဲကျွန်တော်အလုပ်လျှောက်ထားတဲ့ဆိုရင်ကျွန်တော်တို့အလုပ်ရမယ်အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုကျွန်တော်တို့အဆင်ပြေမယ်ပေါ့နော်အဲ့တော့ဒီတလားတာအတွင်းမှာတခုရှိတာကျွန်တော်ကိုရဖို့ကျွန်တော်ခက်ခဲတဲ့စနေသားသမီးတွေဆိုရင်အိမ်တော်ရှင်မျိုးသမီးတွေစနေသမီးတွေဆိုရင်ကျွန်တော်ကိုရတတ်တဲ့တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာအတွင်းမှာပဲကျွန်တော်တို့စနေနေ့မွေးဖွားသူတွေကအရေးကြီးတဲ့ကိစ္စတွေစတင်ကျွန်တော်တို့ပြုမှုပြောဆိုလုပ်ကင်ဆုံးဖြတ်မယ်ဆိုလဲလုပ်ကင်တဲ့နဲ့အလုပ်မဲ့ဆိုလဲကျွန်တော်တို့အောင်မြင်တဲ့တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကျွန်တော်တို့ငွေကံကောင်းလူကံကောင်းနေတဲ့တလားတာဖြစ်တယ်လို့ကျွန်တော်တို့ပြောရမယ့်ရက်တွေဖြစ်တယ်အဲ့တော့ဒီတလားတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာဗကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိတယ်ဆိုတော့အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လေတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေလက်ဖက်ဆိုတို့လက်ဖက်ချောက်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ်တို့ချန်တို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်ဒီလိုတလားတာအတွင်းမှာဒီဂျွန်လာတလားတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ပို့ပြီးတော့အကျိုးရှိစေတဲ့ကိစ္စတွေအောင်မြင်စေတဲ့ကိစ္စအောင်မြင်စေတဲ့လုပ်ငန်းတွေဖြစ်ပါတယ်အဲ့တော့ဒီတလားတာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကျွန်တော်ဘယ်ကိစ္စဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်သတိထားပြီးလုပ်ကင်ဆောင်ရွက်တင်လဲဆိုရင်တော့ကျွန်တော်ခီးသွားပြီးတော့မယ့်ကိစ္စမျိုးတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတွေရေထက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေစားတောက်ကုန်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေအရေးကြီးစာရွက်စာတမ်းစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆက်တူဆက်ပဲလိုအောင်မယ့်ကိစ္စတွေဆိုတော့သတိထားပြီးလုပ်ကင်ဆောင်ရွက်တဲ့တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်မှာဒီဂျွန်လာတလားတာတွင်မှာစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တောင်းမတစ်ခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့လဲဆိုတော့ဇော်စိမ်းတညွန့်ရယ်ကျွန်တော်တို့တပြေတညွန့်ရယ်အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ဝယ်မဲ့သူများလားအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့အထိရိုက်ခောက်ပြီးမယ်ဆိုရင်ဝယ်မဲ့သူများလားပြီးအမြန်ရောင်းထွက်စေတဲ့တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်းမှာတော့စနေနေ့မွေးဖွားသူတွေကဒီဂျွန်လာတလားတာတွင်းမှာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်အရင်ကဖြစ်မှုခဲ့တဲ့ရောအောင်လေးတွေကျွန်တော်ပြန်ပေါ်တတ်တာကိုသတိထားဖို့လိုတဲ့တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်းမှာအချီအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်ကျွန်တော်စိတ်ချမ်းသာရမယ့်တလားတာဝမ်းသာပျော်ရွှင်ရမယ့်တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်းစနေနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဟာ1 2ကျွန်တော်4 6ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်းမှာကိုရေးကြည့်တဲ့ကိစ္စတွေလုပ်မယ်ဆိုရင်ကျွန်တော်နေကောင်းရက်တာလေးကတနင်္လာဘုရားဖြစ်ပါတယ်အဲ့တော့တတိထားပြီးလုပ်တဲ့နေ့ကတော့ကျွန်တော်အင်္ဂါတောက်ကြနေတွေဖြစ်ပါတယ်အဲ့တော့ရေးကြည့်တဲ့ကိစ္စဆိုကျွန်တော်အင်္ဂါတောက်ကြနေတွေကိုမလုပ်သင့်ပါဘူးခင်ဗျာအဲ့တော့ဒီတလားတာတွင်းမှာဒီဂျွန်လာတလားတာတွင်းမှာစနေနေ့မွေးဖွားသူတွေဟာအရေးကြောင်းကိစ္စရှိလို့ပဲဖြစ်ဖြစ်ထူးထူးခြားခြားကိစ္စတွေကျွန်တော်တို့အောင်မြင်အဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ ရလဲဆိုတော့အိမ်ဖျားမှာပဲကျွန်တော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုခောက်ဆွဲကြော်ပဲဖြစ်ဖြစ်ကြာနံကြော်ပဲဖြစ်ဖြစ်ကျွေးပကံသားလေးတွေကိုကျွန်တော်ထည့်ပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလေးလေးနက်နက်ကတ်လူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလားတာတွင်းကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေပို့ပြီးတော့အောင်မြင်အဆင်ပြေပြီးမြောက်သွားမယ်တလားတာဖြစ်ပါတယ်အဲ့တော့စနေနေ့မွေးဖွားသူများအားလုံးအန်ဒီယကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ